ဒီနေ့တော့ဘန်ကောက်မြို့တွင်ဝင်ကြီးမရှိတဲ့ဖျားကိုအေးစစ်စစ်သဖူးကြမယ်ရှင့်ဖျားနာမည်သည် Wat Paknan ဖျားဖြစ်ပါတယ်ဘယ်ကနေသွားမလဲဆို MRT ရထားလိုင်းအပြာလိုင်းဘန်ဖိုင်ဘူတာဒီစင်မှာစင်ချင်းမှာဖျားကိုလှမ်းမြင်နေရပြီဖြစ်ပါတယ်10မိနစ်လောက်လမ်းလျှောက်တာတဲ့အေးစစ်စစ်ရောက်သွားမယ်ဖျားရဲ့အဝင်ဝမှာငားလွတ်မလားငှက်လွတ်မလားလွတ်စရာတွေအများကြီးရှိတယ်မြမပြည်လိုပဲဝင်လိုက်တဲ့အချိန်မှာနေမပူအောင်လို့သူကစောင်းတန်းလိုမျိုးအမိုးကာလေးလည်းလှုပ်ထားပေးတယ်ပြီးတော့ကြတော့စဝင်လိုက်တာနဲ့ဖျားရဲ့မျက်နှာတော်ကိုမြင်နေရပြီဖြစ်ပါတယ်။ဒါကတော့ဖျားကိုမျက်နှာစာကားတည်ပြီးတော့ဖူးလို့ရပါတယ်။ပြီးတော့ကြတော့ဒီနေရာမှာတပ်ပုံလေးအများကြီးရိုက်ကြတယ်။အေးစစ်စစ်လေးထိုင်ကြည့်လို့လည်းရပါတယ်ရှင်။ဒီမှာကတော့အလူငွေပုံနဲ့ရှိတယ်ပေါ့နော်မြန်မာလိုလည်းရေးထားတယ်တရုတ်လိုအင်္ဂလိပ်လိုဂျပန်လိုဘာသာ၄ခုလောက်နဲ့ရေးထားတယ်ဒီမှာကအလူငွေတွေထည့်လို့ရမယ်နောက်တစ်ခုအားသာချက်ကပါလဲဆိုရင်ဒီမှာငါးကိုနူးတိုက်လို့ရတယ်ရှင့်ဒီမှာငါးတွေမွေးထားတာအများကြီးပဲငါးမွေးထားတဲ့နေရာ၄နေရာလောက်တော့အနည်းဆုံးရှိတယ်အဲ့ဒီမှာဒီငါးတွေကိုပတ်ဆက်ပေးပြီးတော့နူးတိုက်လို့လည်းရသေးတယ် view ကောင်းကောင်းနဲ့ကြည့်ကြရင်တော့အဲ့ငါးနူးတိုက်တဲ့နေရာအနီးနားက coffee ဆိုင်ပေါ်ထက်ကိုတက်လိုက်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးနောက်ထပ်တစ်ဆင့်မြင့်တဲ့ view ကိုမြင်ရမှာဖြစ်ပါတယ်ရှင်ဒါတော့ဒီဘက်ကကြောင်းဆောင်နေရဲ့ဖရားရဲ့ကိုလက်မြင်နေရတယ်ပြီးတော့လူတွေကိုထိုင်ကြည့်မယ်ဆိုလည်းရသေးတယ်ဝေယဝိဆာလုပ်တဲ့သူတွေလာပြီးတော့ဖူးမြော်တဲ့သူတွေ tourist တွေအများများပါတယ်ဒီမှာဆိုလို့ရှိရင်တရုတ် tourist တွေပို့ပြီးတော့များတာကိုသတိထားမိတယ်ရှင့်ထွေရုပ်တရုတ်ထိုးစီအရန်လာတယ်ပေါ့နော်ပြီးတော့ဘာရှိသေးလဲဆိုပြားတိုက်ဖက်လည်းရှိပါသေးတယ်သူကအောက်က၃ထက်ကပြားထိုင်အပေါ်တက်မှာကတော့ဒါကြောက်ဖျားရှိရပေါ့နော်နောက်ထပ်ဖျားတစ်ခုရှိတယ်ရှင့်ဒီမှာကတော့ဒါအပေါ်ထက်အဆုံးကဖျားကိုရိုက်ပြထားတာဖြစ်ပါတယ်ဒီနေရာမှာတော်တော်လေးကိုထူးခြားတယ်ပေါ့နော်ပကြီးလေးပါလက်ထပ်ပြီးတော့ဆွဲနေတာကိုတွေ့ရပါတယ်ဒါအပေါ်ဆုံးထက်ကနေအောက်ကိုလှမ်းမြင်ရတဲ့ view ဖြစ်ပါတယ်ရှင်နောက်ထပ်ဆောင်းထက်တနေရာရှိသေးတယ်ဒီဝင်းထဲမှာပေါ့နော်ဒီဆောင်းတန်းကတော်တော်တတရရ